အားလုံးပဲမင်္ဂလာပါအခုဒီနေ့ mathematical induction နဲ့ပတ်သက်တဲ့ပုံစံတွေကိုထပ်တွက်ကြည့်ပါမယ် grade 12တဲ့ဟာတွေပဲเนาะ mathematical induction မှာအဆင့်30အတွက်ဖို့လိုပါတယ်နံပါတ်1အဆင့်ကတော့ဟလာ n is equal to 1အတွက်ကနေစတွက်ကြည့်မယ်နံပါတ်2က n is equal to k မှာမှန်တယ်ဆိုရင်n is equal to k plus 1မှာလေမှန်တယ်လို့ယူဆတာမျိုးပေါ့နော်အဲ့ဒီဟာမှာမှန်သွားပြီဆိုရင်တော့နံပါတ်3မှာကျတော့ဟလာကောက်ချက်ချပေးရမယ်ပေါ့နော်ဟလာ by the principles of mathematical induction အရာဟလာ for all natural number အတွက်မှန်တယ်ဆိုတာမျိုးပေါ့နော်အဲ့တော့ mathematical induction ဆိုတာကတကယ်တော့ဒီလိုမျိုး1 2 3 n ထိပေါင်းထားတယ်ဆိုရင်သူဒီ n into n plus 1 by 2နဲ့ညီတယ်လို့ဆိုလိုတာပေါ့နော်ဟုတ်လားအဲ့ဒါမျိုးကိုမှန်တယ်လို့သက်သေပြတဲ့ဟာမျိုးအဲ့တော့အဲ့ဒါမျိုးကိုသက်သေပြမယ်ဆိုတော့ကြတော့ဘယ်လိုပြမှာတော့ပေါ့နော်ဟုတ်လားတစ်အတွက်မှန်တယ်ကနေစလိုက်မယ်ပေါ့နော်တစ်အတွက်ကမှန်တယ် n is equal to k မှာလည်းမှန်တယ်လို့ယူဆရတယ်ပေါ့နော်ဒါဆိုရင်ဒီ okay ပြီဟုတ်လားသူ့ထက်ကြီးတယ်ပေါ့နော် n is equal to k plus 1မှာလည်းမှန်တယ်ဆိုရင်for all natural numbers n အတွက်မှန်တယ်လို့လာကောက်ချက်ချတာမျိုးပေါ့နော်အဲ့တော့ကိုဒီစချင်းဟုတ်လားသူကတစ်အတွက်စမယ်ပေါ့နော်ပြီးရင် n is equal to k ဆိုတာဟာနဲ့စမယ်ဟုတ်လားပြီးရင် k plus 1နဲ့ကြည့်မယ်ပေါ့နော်ဟုတ်လားသူကဘယ်လိုမျိုးပြောလို့ရှိလဲဆိုတော့ဟုတ်လားဒိုမီနို effect လို့ပဲပေါ့နော်ဟုတ်လားစချင်းဒိုမီနိုလေးတစ်ခုဟုတ်လားဒိုမီနိုလေးတွေဆင်းထားတယ်ပေါ့နော်ဒါမျိုးလေးတွေဆင်းထားတယ်ပထမတစ်ချက်ကိုတွန်းလဲလိုက်တယ်နဲ့ဟုတ်လားစင်ကဲလဲသွားမယ်ပေါ့နော်ဟိုးနောက်ဆုံးထိအောင်လဲသွားမယ်ပေါ့နော်အဲ့လိုမျိုးပုံစံနဲ့ဥပမာပေးလေးရှိတယ်ပေါ့နော်အဲ့တော့ဒီပုံစံမှာလဲသူတွက်ကြည့်အောင်အဲ့တော့စချင်းဟုတ်လားဘာလုပ်ရမလဲဆိုတော့ let p of n denote the mathematical statement ပေါ့နော် the STATEMENT the statement 1 plus 2 plus 3 plus ဟုတ်လား and the n plus 1 by 2ပေါ့နော်ဟုတ်လားဒီ p of n ဒီဟုတ်လားဒီပေးထားတဲ့ကောင်လေးပဲပေါ့နော်ဟုတ်လားတို့ဒီနားလေးမှာလေ dot 3ခုရေးတယ်ပေါ့နော်ဟုတ်လား dot 3ခုရေးတာဒီအရှိက1 2 3 4 5 6 7 8အစင်လိုက် n ထိအောင်သွားမယ် n ဆိုတာကဘယ်လောက်ထိလဲတော့မသိဘူးပေါ့နော်ဟုတ်လားဟို user သတ်မှတ်တဲ့ z ထိပေါ့နော်အဲ့လိုပဲပြောရမှာပေါ့ဟုတ်လားအဲ့တော့နံပါတ်1အနေနဲ့ဆိုရင် for n is equal to 1 n is equal to 1အတွက်ဆိုရင်တို့ဒီ equation ရဲ့ left hand side ကိုကြည့်မယ် left hand side ကိုကြည့်လိုက်တော့ဘယ်လောက်ဖြစ်မလဲ left hand side က1ပဲရမှာပေါ့အဲ့တော့ right hand side ကိုကြည့်မယ် right hand side ဆိုရင်1 plus 1 by 2 1 2 2ဆိုတော့ဘာလဲရ1ပဲရတယ်ပေါ့နော်အဲ့တော့じゃဘာဖြစ်သွားမလဲ left hand side နဲ့လာ right hand side နဲ့တူတယ်ဆိုတော့ကြတော့လာ the statement STATEMENT the statement is true for n is equal to 1ဒါမျိုးလေးရေးပေးခဲ့ရမယ်ပေါ့နော်နံပါတ်2အတွက်ဆိုရင်ကျတော့ဘာလုပ်ရမလဲဆိုတော့ assume assume the statement is the STATEMENT the statement is true for n is equal to k အဲ့လိုယူဆမယ်နော်အဲ့တော့ 1 plus 2 plus 3 plus ... plus k ညီမျှခြင်း k plus 1 by 2ဒီလိုမျိုးယူဆမယ်အဲ့ဒီအခါကျမှတို့ရဘာအတွက်သက်သေပြမှာလဲဆိုတော့ for n is equal to k plus 1 k ထိမှန်တယ်ဆိုရင် k plus 1မှာဆိုဘယ်လိုလဲပေါ့နော်အဲ့ဒါကိုလုပ်မယ်နောက်တော့ကျတော့တို့1 plus 2 plus 3 plus ... k ထိအောင်ပေါင်းမယ်ပြီးသားရင် k plus 1ထိအောင်ပေါင်းမယ်အဲ့တော့ဒီကနေပြီးတော့ k ထိကဒီအပေါ်မှာရှိခဲ့ပြီလား
k plus 1 by 2အဲ့တော့တို့ဒီအုပ်စုကကြတော့ဘာဖြစ်မလဲဒီဘက်မှာ k plus 1လို့ပြန်ဖြစ်မယ်ဟုတ်လားအဲ့တော့ဒါဒီဘက်ကလာ2ကိုပုံပိုင်းရေယူလိုက်မယ်ဆိုရင်ပြီး1လည်းမြောက်လိုက်မယ် k square plus k အပေါင်း2ကိုယူလိုက်တော့ 2k အပေါင်း2ပေါ့နော်အဲ့လိုဖြစ်မယ်အဲ့တော့ k square plus 3k အပေါင်း2 by 2အမျိုးဖြစ်မယ်ပေါ့နော်အဲ့တော့ k square 3k အပေါင်း2 by 2ဒီဘာဖြစ်မလဲ k plus 2 1 တကွမ်းလာ k plus 1 တကွမ်း k plus 2 တကွမ်းဖြစ်မှာပေါ့ဟုတ်တယ်မလားဒါကြီးကိုဟလာပြီးရင်အောက်က2ဟောအဲ့တော့ကြတော့ the statement ကလည်းဘာဖြစ်လဲ the the statement is လာ true for n is equal to k plus 1လာ k plus 1တော့လည်းမှန်တယ်เนาะအဲ့တော့နံပါတ်3မှာကြတော့တို့ဘယ်လိုပြောမလဲဆိုတော့ကြတော့ by the principles of principles of mathematical induction the statement the statement P or N is true for all natural number natural numbers number n ဆိုတာမျိုးဖြစ်ပဲဟုတ်ပြီလားအဲ့တော့ဒီမှာအဆင့်3ခုနဲ့ပြောတာမျိုးပေါ့နော်စစချင်းနံပါတ်1မှာဆိုရင် n is equal to 100ပြောမယ်ပြီးတော့ရင်ဒီ the statement p of n is true for n is equal to 1လို့လုပ်မယ်နံပါတ်2မှာဆိုရင်n is equal to k အတွက်မှန်တယ်လို့ statement ကိုယူဆတဲ့အတွက် n is equal to k plus 1မှာလည်းမှန်လားလို့ပြန်ကြည့်တယ်ပေါ့နော်မှန်တယ်ဆိုရင်နံပါတ်3မှာ by the principles of mathematical inductionအရာ the statement p of n က true for all natural numbers ဆိုတာမျိုးလေးရေးပေးရမယ်ပေါ့နော်ရေဘူးရပြောရင်ဒီအဆင့်3ဆင့်နဲ့အလုပ်လုပ်ရမယ်ဒါပါပဲเนาะ